အားလုံးပဲမင်္ဂလာပါဒါကကြတော့အခုကျွန်တော်ဒီလုံဖနေဖတ်မှာရောက်နေတာပေါ့နော်ဒီညကျတော့17ရက်ကနေ15ရက်လာမတည်ဟုတ်တယ်တို့ဒီမှာလုံဖနေဖတ်မှာတို့ဒီ Red Cross ကနေကျင်းပတဲ့ဒီ fair ပွဲရှိတယ်ပေါ့နော်သူရဲ့ဒီဘယမကလည်းလမ်းစကန်တာရဲ့အနေနဲ့အမျိုးတွေလည်းအများကြီးလုပ်ပေးထားတယ်ပြီးရင်ဒီအနောက်ဘက်ချမ်းဒီpark ဘက်မှာကျတော့ဒီမျိုး food court နဲ့အများကြီးရှိတာပေါ့နော်17ရက်ကနေ15ရက်လာမတည်ဟုတ်တယ်ဒီလိုလုပ်တယ်အချိန်မှလာရင်တော့ခုလိုမျိုး food court တွေအများကြီးရှိမယ်ဆိုต้องคนละช้อนเพราะว่ากิน